အာနာပါနကမ္မထံဆိုတာဝင်လေထွက်လေပေါ်မှာဝင်တိုင်းထွက်တိုင်းသတိထားပြီးဝင်မှန်းထွက်မှန်းသိနေအောင်လုပ်နေတဲ့အလုပ်ပါဝင်လေလေးဝင်သွားတယ်အဲ့ဒါကိုသိနေလိုက်တယ်တခါထွက်လေလေးထွက်သွားတယ်အဲ့ဒါကိုသိနေလိုက်တယ်ဘယ်လိုသိနေရမှာတော့ဝိဘူးစတော်ဘုရားကြီးလွယ်ကူအောင်သင်ပေးထားတာရှိတယ်ဝင်လေလေးဝင်သွားတဲ့အခါဝင်လေလေးဟာနှာသီးဝတနေရာရာကိုထိခိုက်ပုတ်တိုက်ပြီးဝင်သွားလိမ့်မယ်အဲ့ဒီထိသွားတဲ့သဘောလေးကိုသိနေလိုက်ပါတဲ့ထွက်လေလေးထွက်သွားတဲ့အခါမှာလေထွက်လေလေးဟာနှာသီးဝတနေရာရာကိုထိခိုက်ပုတ်တိုက်ပြီးထွက်သွားလိမ့်မယ်အဲ့ဒီထိသွားတဲ့သဘောလေးကိုသိနေလိုက်ပါတဲ့ဝင်လေဝင်တိုင်းထိမယ်ထိတိုင်းသိမယ်ထွက်လေထွက်တိုင်းထိမယ်ထိတိုင်းသိမယ်ဝင်လေထွက်လေကြောင့်ဖြစ်ပေါ်နေတဲ့အဲ့ဒီထိမှုသဘောကိုဒလဇက်လိုက်သိနေမယ်ထိတဲ့နေရာလေးကိုစိတ်ဆိုင်ပြီးထိတိုင်းတိနေအောင်ကြိုးစားပါစိတ်အေးထားပြီးလှုပ်ပါစိတ်တွေကိုတင်းမထားပါနဲ့ဝင်လေထွက်လေကိုနှေးအောင်မြန်အောင်လှုပ်ပြီးတော့လည်းမရှူပါနဲ့သူ့ဟာသူပုံမှန်လေးဝင်ထွက်နေပါစေကိုယ်ကထိတဲ့သဘောလေးကိုအေးအေးဆေးဆေးလိုက်သိနေပါဘာတောင်းတမှုမှမရှိပါစေနဲ့ဘာကြောင့်ကြမှုမှလည်းမရှိပါစေနဲ့ဘာဝမှလည်းမမျော်လင့်ပါနဲ့ဘာမှလည်းမစိုးရိမ်ပါနဲ့အေးအေးဆေးဆေးချမ်းချမ်းသာသာကြိုးစားပါတရားရှုမှတ်တယ်ဆိုတာကိုယ့်ဘဝကိုယ်ခန္ဓာရဲ့အကြောင်းကိုအမှန်သိဖို့အတွက်လုပ်နေတာပါဘဝဆိုတာမတည်မြဲတဲ့သဘောတွေဖြစ်နေတာအနိစ္စသဘောတွေပါမကောင်းမွန်တဲ့သဘောတွေဖြစ်နေတာဒုက္ခသဘောတွေပါအဆိုးမရတဲ့သဘောတွေဖြစ်နေတာအနတ္တသဘောတွေပါအဲ့ဒီအခြေအနေမှန်တွေကိုကိုယ်တိုင်သိအောင်လို့တရားရှုမှတ်နေရတာအဲ့ဒီအခြေအနေမှန်တွေကိုသိဖို့အတွက်ဒီဝင်လေထွက်လေကြောင့်ဖြစ်ပေါ်နေတဲ့ထိမှုသဘောကိုဒလဇက်လိုက်သိနေအောင်ကြိုးစားကြည့်ပါသိစရာရှိတာကိုသူ့အတူသိလာပါလိမ့်မယ်ကိုယ်လို့ကိုယ်တာဝန်ကထိတာကိုသိနေဖို့ပါဝင်တိုင်းထိတယ်ထိတိုင်းသိမယ်ထွက်တိုင်းထိတယ်ထိတိုင်းသိမယ်ဒါကိုပဲအေးအေးဆေးဆေးလုပ်နေပါထိတာရုပ်တဘာဝပါသိတာနာမ်တဘာဝပါယုံနာသဘောတွေပဲဖြစ်ပေါ်နေတာပါပုဂ္ဂိုလ်တ attva မရှိပါလားယုံနာသဘာဝတရားတက်တက်ပဲဖြစ်ပေါ်နေတာပါလားဆိုတာဘယ်သူမှမေးစရာမလိုပါဘူးကိုယ့်ဟာကိုယ်သိလာပါလိမ့်မယ်ကိုယ့်အလောက်ကထိတာကိုသာထိတိုင်းမမေးမလျော့သိနေအောင်ကြိုးစားနေဖို့ပါသိစရာရှိတာသူ့အတူသိသွားမှာပါသိကျင်လိုက်တာလို့လည်းဆန္ဒတွေစောပြီးမမျှော်ပါနဲ့အားလုံးဟာအကြောင်းအကျိုးသဘောတွေကြီးပါကိုယ်ကသိကျင်လို့သိတဲ့အရာတွေမှမဟုတ်တာသိစရာအကြောင်းရှိမှသိအောင်လုပ်မှသိတာကိုယ်ကသိကျင်သည်ဖြစ်စေမသိကျင်သည်ဖြစ်စေသိစရာအကြောင်းတရားကိုလုပ်နေရင်သူ့အတူသိသွားမှာပဲသိစရာအကြောင်းတရားဆိုတာခုကိုလုပ်နေတဲ့ထိမှုကိုဒလဇက်သိအောင်လုပ်နေတဲ့အလုပ်ပဲ
အဲ့ဒီအလုပ်ကိုလုပ်နေခြင်းကိုကအသိဉာဏ်ဖြစ်ပေါ်လာခြင်းရဲ့အကြောင်းတရားပဲအကြောင်းရှိရင်အကျိုးတရားဆိုတာဖြစ်လာမှာမဖြစ်ပါနဲ့ဆိုလို့တော့မရဘူးကိုကသာထိတာကိုတတိပြီးတတိဒလဇက်တိနေအောင်သာကြိုးစားပုဂ္ဂိုလ်တ attva သဘောမပါတဲ့ရုပ်တည်နေနေပဲဖြစ်ပေါ်နေတာပါလားဆိုတဲ့နာမရူပပရိစ္ဆေဒဉာဏ်အတိကိုရလာမှာပဲဩဒီသဘာဝတရားတွေဟာအကြောင်းအကျိုးသဘောတွေပါလားဆိုတာကိုလည်းသိလာမှာပဲပစ္စယပရိက္ခဉာဏ်ပေါ့အမှန်ကိုသိရင်သိတယ်လို့စိတ်ဟာငြင်းအေးလာမှာပဲချမ်းသာလာမှာပဲဒုက္ခပညာယပฏิလာဘောလို့မြတ်စွာဘုရားဟောထားတာပဲဘဝခန္ဓာရဲ့အကြောင်းကိုအမှန်သိခြင်းဟာချမ်းသာတယ်တဲ့ဒါပေမဲ့တရားလုပ်နေတဲ့အချိန်မှာတော့အသိဉာဏ်ကိုရခြင်းလိုက်တာချမ်းသာခြင်းလိုက်တာဆိုတာတွေမလာပါစေနဲ့ကိုကကိုယ်အလုပ်ကိုလုပ်နေဖို့ပဲကိုယ်အလုပ်ကပါလဲဝင်တိုင်းထီတိုင်းသိဖို့ပါထွက်တိုင်းထီတိုင်းသိဖို့ပါတရားမှတ်တဲ့လူဆိုတာကိုယ်တောင်ကဘာလဲဆိုတာကိုသိဖို့လိုတယ်ဆင်းရဲငြိမ်းချမ်းချမ်းသာကြောင်းဒီလံကောင်းတရားတွေကိုဟောဖို့ရကမြတ်စွာဘုရားရဲ့တာဝန်တဲ့ဟုတ်တာပေါ့ဘုရားမှာပဲမှန်မှန်ကန်ကန်အကုန်စင်သိနိုင်တာကိုမြတ်စွာဘုရားဟောတဲ့အတိုင်းလုပ်ဖို့လေ့ကျင့်မှုကချမ်းသာခြင်းရတဲ့တာဝကတွေရဲ့တာဝန်တဲ့ချမ်းသာခြင်းဆိုတဲ့အကျိုးရလဒ်ကြီးကိုပေးဖို့ကြတော့သူတော်ကောင်းတရားရဲ့တာဝန်တဲ့ဘလောက်တဘာဝကြတော့ချမ်းသာဖို့ကဘုရားတာဝန်လည်းမဟုတ်ဘူးကိုယ်တာဝန်လည်းမဟုတ်ဘူးတရားရဲ့တာဝန်တဲ့အဲ့ဒီတော့ကိုယ်တာဝန်ကိုကြည်ပြောင်းလုပ်ဖို့ပဲကိုယ်တာဝန်ကထိတာကိုတိနေဖို့ပါဒါကြောင့်ကိုယ်အလုပ်ကိုသာဒီဇိုင်းမှတ်လုပ်နေဖို့ပါမလေးလက်စေပါနဲ့ဝင်တိုင်းထီတယ်ထီတိုင်းသိပါထွက်တိုင်းထီတယ်ထီတိုင်းသိပါထိမှုထင်ရှားအောင်ဆိုပြီးတော့လေကိုပြင်းပြီးတော့မရှူပါနဲ့သူပုံမှန်ဝန်းထွက်နေလို့ဖြစ်နေတဲ့ထိမှုလေးကိုပဲသိနေအောင်အားစိုက်ပါနှုံးညံ့သိမ်မွေးတာလေးကိုသိနိုင်အောင်ပိုကြိုးစားပါ